မင်္ဂလာပါခင်ဗျာဒီငါးကန်လေးကတော့ကျွန်တော်ရှိတာလေးနဲ့ဂျမ်ဖန်ပြီးလောက်ထားတဲ့ငါးကန်လေးပါဒီကန်ထဲမှာကငါးကန်ရေစစ်ဖီတာလည်းမပါဘူးအောက်ဆီဂျင်အင်အားပန့်လည်းမထည့်ထားဘူးပြီးတော့သူများတွေလို့အုံနဲ့လောက်ထားတဲ့ကန်လည်းမဟုတ်ဘူးเนาะရှိနေပလတ်စတစ်ကန်ကိုပဲအသုံးပြုထားတာပါဒီကန်လေးကိုကျွန်တော်လောက်ထားတော့3လလောက်ကြာခဲ့ပါပြီကျွန်တော်လည်းသူများတွေလို့ငါးကန်အကြီးကြီးတွေအုတ်ကန်အကြီးကြီးတွေနဲ့ငါးလှလှလေးတွေအများကြီးလိုချင်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်စီမာကဒါမျိုးတွေရှိမှမရှိတာเนาะအဲ့ဒါတွေအားလုံးပြည့်စုံမှလုပ်မယ်ဆိုရင်တော့ကျွန်တော်ဒီတက်ငါးကန်လေးတကန်အောင်ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူးကိုကငါမွေးတာဝါသနာပါတယ်လေအဲ့ဒီတော့ရှိတာလေးနဲ့အဆင်ပြေအောင်ကြံဖန်လုပ်ရတာပေါ့ဗျာဒီများတွေတော့ငါကန်အကြီးကြီးတွေအုတ်ကန်အကြီးကြီးတွေမရှိတဲ့ကန်တိတ်တိတ်လေးနဲ့ငါတိတ်တိတ်လေးတွေကိုငါအကောင်ကြီးပါရှုပ်ပြီးမွေးမယ်ဒါလည်းဖြစ်တာပဲလေဒီများတွေက fit အကောင်စားတွေတက်ထားတော့ရေကိုချက်ချာမှတခါလဲရင်ကျွန်တော်2ရက်3ရက်တခါလဲရမှာပေါ့မဟုတ်ဘူးလားကိုကဝါသနာပါတယ်လေနော်အဲ့တော့ကန်ကလည်းတေးဖီတာတွေကလည်းမရှိဆိုတော့ကျွန်တော်လည်းအပင်လေးတွေကိုရှာပြီးထည့်ထားပါတယ်ဒီကန်ဆဆလုပ်ခြင်းမှာကျွန်တော်ရေကုန်မြမြကြီးစေခြင်းတော့ beneficial bacteria အမုံလေးကိုအသုံးပြုထားပါတယ်တကယ်လည်းဒီအမုံမပါလဲဘာမှမဖြစ်ပါဘူးကုန်မေးမဲ့ငါးကန်ထဲကိုရေထည့်ပြီးတော့ငါးမထည့်သေးပဲ2ပတ်3ပတ်လောက်ဒီတိုင်းပဲထားလိုက်လို့ရှိရင်ရေကသူ့အလိုလိုကြီးလာပါတယ်အချိန်နည်းနည်းပို့ကြတာတခုပါပဲကျွန်တော်ကငါးလေးတွေကိုအောက်ဆီဂျင်များများရစေခြင်းတော့ရေအောက်အပင်ကောရေအပေါ်ပင်ကောရှိတာလေးနဲ့ကြံဖန်ပြီးတော့ထည့်ထားပါတယ်ဒီကြောက်ခက်ပင်ကိုလည်းရေပေါ်မှာပေါ်နေဖို့အတွက်ကျွန်တော်ရဲ့ကန်က original ကန်လေးလို့တင်ဖို့နေရာမှာပါဘူးလေအဲ့ဒါကြောင့်မို့ကျွန်တော်လည်းဘူးလေးထဲကိုထည့်ပြီးတော့တန်ကြိုးလေးနဲ့ဒီလိုမျိုးပဲချိတ်ထားလိုက်တယ်ဒီနေရာမှာတန်ကြိုးအစား plus 80ကြိုးလေးကိုသုံးရင်ပို့အဆင်ပြေပါတယ်တန်ကြိုးကကြာရင်တန်ကြီးကိုက်ပြီးပြတ်သွားတတ်လို့ပါကျွန်တော်ရှိတာလေးနဲ့လှုပ်ထားတဲ့ငါးကန်လေးက2ရက်3ရက်လောက်ကြာလာတော့တူရေလေးကြီးလာပါတယ်အဲ့ဒီချိန်မှာကျွန်တော်လည်းငါးလေးကိုနည်းနည်းပဲထည့်ပါတယ်ငါးကန်လေးအဆင်ပြေလားဆိုတော့အခုဒီဗီဒီယိုတင်တဲ့အချိန်ဆိုရင်ကျွန်တော်ရိုက်ထားတာ3လလောက်ကြာခဲ့ပါပြီကျွန်တော်ငါးလေးတွေလည်းအခုဆိုရင်အများကြီးပွားနေပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ရိုက်ပြပါမယ်ကျေးဇူးတင်ပါတယ်